တချို့ဆိုလို့ရှိရင်ခီးသွားတယ်ကားနဲ့တော့၎င်းယထာနဲ့တော့၎င်းဒီလိုခီးသွားပြီဆိုလို့ရှိရင်လမ်းဘေးမှာမိုင်တိုင်လေးတွေရှိတယ်အဲ့မိုင်တိုင်လေးတွေကို तू ကတေးချာကိုရီတွက်သွားတာတချို့ဆိုလို့ရှိရင်ဓာတ်တိုင်တွေကိုရီတွက်သွားတယ်တချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ရှေ့ကကားနံပါတ်ရဲ့ပေါင်းခြင်းတွေကိုသူ့စိတ်ထဲမှာကိုယ့်မိသားစုဝင်တယောက်ကမကောင်းတာတစ်ခုဖြစ်တယ်အန်ဒီရတစ်ခုဖြစ်နေပြီဆိုတော့အတွေးဒါမှမဟုတ်ပုံရိပ်ကဖြတ်ခနဲပေါ်လာတယ်အဲ့လိုမျိုးပေါ်လာတော့မိတ်ဆွေကသိတော့လန့်သွားတယ်လန့်သွားတော့စိတ်ထဲရတော့၎င်းအပြစ်မှာတော့၎င်းဖွားဟဲ့လွဲပါစီဖဲပါစီဒီလိုဖြစ်ရမျိုးတွေမဖြစ်ပါနဲ့ဆိုပြီးတော့မိတ်ဆွေက9ကတော့၎င်းမိတ်ဆွေက6ကနန်းကြိုက်တယ်ဆိုလို့ရှိရင်6ကောက်တော့၎င်းအဲ့ဆောင်းနာပြောတဲ့ phrases တွေကိုစကားလေးတွေကိုနောက်ကနေလိုက်ပြီးတော့ရွတ်လိုက်တယ်ကျွန်တော်တို့ရဲ့စိတ်ထဲကိုစီလိုအပေါက်ရှာပြီးတော့အတင်းတိုးပြီးတော့ဝင်လာတဲ့အတွေးတွေရှိတယ်ဒီအတွေးတွေကကျွန်တော်တို့သဘောကျတဲ့အတွေးတွေတော့မဟုတ်ကျွန်တော်တို့ကို short ဖြစ်သွားစေလောက်တဲ့အတွေးတွေဖြစ်တယ်အဲ့တော့ဆိုတော့ဗျာဟိုအပြစ်ဆွဲစိတ်တွေဒေါသစိတ်တွေမောဟစိတ်တွေလိမ်စိတ်တွေလို့ပြောလို့ရတယ်ဒီအတွေးတွေပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအတွေးကိုမလိုချင်ဘူးဒီတိုင်းလည်းမထားဘူးဆိုတော့ဒီအတွေးတွေပျောက်သွားစေရင်အလို့ငါကျွန်တော်တို့ကတခြားအတွေးတစ်ခုတခြားအပြုတ်မှုတစ်ခုကိုကျွန်တော်တို့အမြဲတမ်းသုံးရတယ်အဲ့ဒါကို obsessional defense လို့ခေါ်တယ်ဒီတော့အစောပိုင်းမှာတော့ဒီလိုသုံးလိုက်တဲ့ဥစ္စာကရေတိုမှာအဆင်ပြေသွားတယ်အဲ့မကောင်းတဲ့အတွေးကပျောက်သွားတယ်စိတ်သက်သာရသွားတယ်စေးကြောတန့်စင်လိုက်တယ်လို့ဖြစ်သွားတယ်ဆိုတော့အစောပိုင်းမှာတော့အဆင်ပြေဒါပေမဲ့ရေရှည်ကြတော့ကိုကဘာကိုသတိထားမိလာတယ်လဲဆိုတော့ဒီအတွေးတွေကကျွန်တော်တို့စိတ်ထဲမှာဗျာဟိုထက်ကပေါ်နေတာကြားတော့ကျွန်တော်တို့ကနောက်ကနေပြီးတော့ဒီစိတ်သက်သာရစေတဲ့အတွေးတစ်ခုအပြုတ်အမူတစ်ခုကိုလုံရင်းတော့ပိုဆိုးလာတာကျွန်တော်တို့ကသွားပြီးတော့သတိထားမိတယ်ဒီ defense ကလူတိုင်းသုံးတဲ့ defense ဖြစ်ပါတယ်ဒါပေမဲ့ဒီ defense သုံးတာလွန်ကဲလာတယ်ဆိုလို့ရှိရင် obsessive compulsive disorder လို့ခေါ်တဲ့အစွဲအလန်းလွန်ယောဂအဆင့်ထိဖြစ်သွားနိုင်တယ်ဆိုတော့အစွဲအလန်းလွန်ယောဂနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ page တို့ channel တို့ YouTube တို့မှာပြည့်စုံကျွန်တော်တင်ပြီးသွားပြီဒီယောဂအရင်စိတ်ဝင်စားဖို့ကောင်းတယ်လူတော်တော်များများဖြစ်တယ်ဆိုတော့ဒီ obsessional defense ရဲ့ base ကဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်တို့ကအတွေးတွေကိုထိန်းချုပ်လို့ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစိတ်ချမ်းသာမယ်ဆိုပြီးတော့ယုံကြည်ရကနေစလာတာဆိုတော့အခုတစ်ခါပြောပြမယ်ဟာကဒီ obsessional defense ခေါင်းစဉ်အောက်မှာပါတဲ့သူတို့ရဲ့သဘောတဘာဝတွေနောက်ပြီးတော့မျိုးကွဲလေးတွေကိုကျွန်တော်ဒီတစ်ခါပြောပြသွားမယ်ကျွန်တော်ဟိုးရှင်းမှာလှုပ်ထားတဲ့ဗီဒီယိုတစ်ခုရှိရယ် Induing လို့ခေါ်တဲ့ဗီဒီယို9ပုတ်ရှိရယ်အဲ့ဒါတွေကိုလေ့လာထားရဆိုလို့ရှိရင်မိတ်ဆွေတို့ကကျွန်တော်အခုပြောပြမဲ့ obsessional defense ကိုပို့ပြီးတော့မြင်လိုက်မယ် mental ritual ဆိုတဲ့ဟာကိုကျွန်တော်စပြီးတော့ပြောပြမယ် mental ritual ဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့ပထမဆုံးအနေနဲ့ counting ဆိုတာကိုစပြီးတော့ပြောပြမယ် counting ကနည်းနည်းထူးဆန်းတယ်ကျွန်တော်တို့စိတ်ထဲမှာပေါ့နော်အစင်မပြေတာတစ်ခု tension တစ်ခုဖြစ်လာတယ်စိုးရိမ်စိတ်လွန်ကဲလာတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကဥမာ1 2 3 4 5 6ဒါမို့5 4 3 2 1ဆိုပြီးတော့ဒီလိုမျိုးကိုသတ်မှတ်ထားတဲ့အတွေးတစ်ခုကိုကျွန်တော်တို့ကရွတ်လိုက်ပြီးတော့အဲ့ဒီစိုးရိမ်တော့ကဖြစ်တဲ့ဟာကိုကျွန်တော်တို့ကပြက်ပြဲသွားစေရင်အလုံးကမိတ်ဆွေတို့ကလှုပ်ဖူးလားလွယ်ပြောရမယ်ဆိုလို့ရှိရင်အမတ်စင်ရီလိုက်တယ်ဆိုပြီးတော့ပြောလို့ရတယ်ဆိုတော့ तू ကကိုသတ်မှတ်ထားတဲ့အခောက်အရေးအတွက်လည်းဖြစ်နိုင်တယ်ဥပမာ9ခေါက်ဆို9ခေါက်9ခေါက်ဆိုလို့ရှိရင်9ခေါက်10ခေါက်ဆိုလို့ရှိရင်လည်း10ခေါက်ဒီလိုမျိုး तू ကသတ်မှတ်ပြီးတော့ရွတ်တာအဲ့ဒါကို counting လို့ခေါ်တယ်ဒီလိုမျိုးရွတ်လိုက်တဲ့အချိန်မှာမိတ်ဆွေမှာရှေ့မှာဖြစ်နေတဲ့ tension တွေစိတ်တောကဖြစ်တဲ့ဥစ္စာတွေစိုးရိမ်စိတ်ဖြစ်တဲ့ဥစ္စာတွေမကောင်းတဲ့အရာတွေဒီလုံးဝတတ်တာသွားတယ်ဒါမဲ့ဒါရေတူပေါ့ဟုတ်ပြီဒီလိုမျိုးမှကျွန်တော်တို့စိုးရိမ်စိတ်ဖြစ်လာတဲ့အချိန်မှာဒီ counting ကိုမလုပ်လိုက်ဘူးဆိုရင်ကျွန်တော်တို့ရဲ့စိတ်ထဲမှာမကောင်းတာတစ်ခုဆိုးတာတစ်ခုဆက်ဖြစ်လိမ့်မယ်ဆိုပြီးတော့ तू ကယုံကြည်နေတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဥပမာတွေဆက်ပြီးတော့ပြောပြမယ်လမ်းလျှောက်တဲ့အချိန်မှာအရန်သိတာပါတယ်တဲ့ဒီ counting obsessional defense ကိုဒါမှမဟုတ် mental ritual သုံးတဲ့လူတွေကသူကလမ်းလျှောက်တယ်ဒီကနေပြီးတော့ဟိုးခလန်းလန်းထိဒါမှမဟုတ်ဒီကနေပြီးတော့အမတ်စင်100ပြည့်တဲ့အထိကိုစိတ်ထဲကနေရွတ်သွားမယ်ဒါမှမဟုတ်ပါဇက်ကနေရွတ်သွားမယ်ဥပမာခြေလန်းတလန်းလန်းပြီးတိုင်း1 2 3 4 5 6ဆိုပြီးတော့ဒီလိုမျိုးရွတ်သွားမယ်100ပြည့်တဲ့အထိကို तू ကရွတ်မယ်ဆိုပြီးတော့စိတ်ထဲမှာသတ်မှတ်လိုက်တယ်ဆိုတော့ तू ကဒီတိုင်းရွတ်ပြီးတော့သွားလို့ဥပမာအမတ်စင်50 60လောက်ရောက်တဲ့အချိန်မှာဘေးနာကားတစ်စီးကဟွန်းအကျယ်ကြီးတီးလိုက်တယ်ဒါမှမဟုတ်ကိုသိတဲ့လူတစ်ယောက်ကလမ်းပြီးတော့နှုတ်ဆက်လိုက်တယ်ဒါမှမဟုတ်ခလန်းလန်းမှာစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရတစ်ခုကိုမြင်လိုက်တယ်မြင်လိုက်တော့သူ့ရဲ့အမတ်စင်ကပြတ်သွားတယ်
ဒီလိုပြတ်သွားတော့သူ့မှာနေမတိတိုင်မသာဖြစ်တယ်ဆိုတော့ तू ကတစ်ကနေပြန်စားတယ်ချိန်လန်းတစ်ကနေ100ပြည့်တဲ့အထိကို तू ကဆက်ပြီးတော့လှုပ်တယ်ဆိုတော့ဒင်ပြည့်ချက်ပြည့်ဖြစ်ရမှာ तू အမတ်စင်ရေတွက်တဲ့ဥစ္စာကဂျားထဲမှာပြတ်သွားလို့မရအောင်ဂျားထဲမှာပြတ်သွားရဆိုလို့ရှိရင် तू မှာ tension တွေများလာတယ်ဆိုတော့အဲ့ဒါကိုပြောတာအဲ့တော့သူ့မှာဒီတစ်ကနေ100ဒါမှမဟုတ်တစ်ကနေ90အထိခြေလန်းကိုတိတိကျကျ तू စိတ်ကျေနပ်တဲ့အထိကိုမရွတ်လိုက်ဘူးဆိုလို့ရှိရင် तू နေလို့မကောင်းတော့အဲ့တော့ तू ကပြန်ကြော့နေရတယ်ပဲ तू မှာ time consuming ဖြစ်တယ်အချိန်နဲ့အရင်ကုန်တယ်နောက်ထပ် counting မှာအရင်ပြောလို့ကောင်းတဲ့ဥမာတစ်ခုကဘာလဲဆိုတော့လေကားတွေမိတ်ဆွေကတနေရာရောက်လို့လေကားတွေနဲ့အပေါ်တက်ရတော့မယ်ဆိုလို့ရှိရင်လေကထစ်တွေကိုမိတ်ဆွေတို့ကရီတွက်တာတွေပါလေလောက်လာကျွန်တော်တို့ဆိုသိမလို့ဒါပေမဲ့ဒီ counting obsession and defense ရှိရလို့အဲ့လိုမျိုးမဟုတ်လေကထစ်တွေမြင်ပြီဆိုလို့ရှိရင် तू က1ထစ်2ထစ်3ထစ်4ထစ်5ထစ်ဆိုပြီးတော့အဲ့လေကားဆုံးတဲ့အထိကို तू ကရီတွက်တယ်ဂျားထဲမှာပြတ်သွားလို့မရအောင်ဂျားထဲမှာပြတ်သွားတယ်ဆိုလို့ရှိရင် तू ကလေကထစ် number 1ကိုသွားတယ်သွားပြီးတော့ပြန်ပြီးတော့အစကနေ तू စိတ်ကျေနပ်တဲ့အထိကိုပြန်ပြီးတော့ရီတွက်တယ်ဆိုလိုတာကလေကထစ် number 1ကနေဟိုးဆုံးတဲ့အထိကို तू ကဒင်ပြေးကြက်ပြေးသူ့စိတ်ထဲမှာရွေးရမယ်ဆိုတော့ obsession နဲ့ defense ပုံစံမျိုးသူ့မှာရှိတယ်အဲ့ဒါဒီ mental ritual လို့ခေါ်တယ်တချို့ဆိုလို့ရှိရင် तू ကဘယ်နေရာကိုရောက်မျက်နှာချက်တွေကြမ်းမြင့်နေမှာ तू ကအကွက်တွေပေါ်ထားတဲ့ဟာတွေရှိတယ်အဲ့တော့ तू ကဟိုအလျားလိုက်တော့၎င်းဒေါင်းလိုက်တော့၎င်း तू က तू သတ်မှတ်ထားတဲ့ပုံစံနဲ့စပြီးတော့ရေတွက်တယ်တစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်ငါးခွက်6ခွက်ဒါမှမျက်နှာချက်ကိုကြည့်ပြီးတော့ဒါမှမဟုတ် तू ကရေချိုးခန်းတို့အိမ်သားတို့တွေကိုရောက်နေရတော့မှကြမ်းမြင့်မှာခင်းထားတယ်ဒါမှမဟုတ်နန်းရံမှာခင်းထားတဲ့ဒီအကွက်ကလေးကို तू သတ်မှတ်ထားတဲ့ပုံစံနဲ့လိုက်ပြီးတော့ရေးရဒီလိုမျိုးရေတွက်လိုက်တယ်ဆိုလို့ရှိရင် तू စိတ်ထဲမှာရှိတဲ့ tension တွေကကျသွားတယ်တချို့ဆိုလို့ရှိရင်ခီးသွားတယ်ကားနဲ့တော့၎င်းယထာနဲ့တော့၎င်းဒီလိုခီးသွားပြီဆိုလို့ရှိရင်လမ်းဘေးမှာမိုင်တိုင်လေးတွေရှိတယ်အဲ့မိုင်တိုင်လေးတွေကို तू ကတေးချာကိုရီတွက်သွားတာတချို့ဆိုလို့ရှိရင်ဓာတ်တိုင်တွေကိုရီတွက်သွားတယ်တချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ရှေ့ကကားနံပါတ်ရဲ့ပေါင်းချင်းတွေကိုသူ့စိတ်ထဲမှာအမြဲတမ်းတွက်နေတာတစည်းပြီးကိုမြင်နေရတဲ့ကားရဲ့နံပါတ်တွေကို तू ကပေါင်းပြီးတော့စိတ်မှာသူ့ရဲ့ tension တွေကို short တယ်ဒီလိုမျိုးမှမလုပ်ရဘူးဆိုလို့ရှိရင် तू ကနေလို့ထိုင်လို့မကောင်းဒီလိုလုပ်နေတဲ့ဥစ္စာကလွန်နေမှလည်းသိတယ်အတိတ်ပဲမရှိရလည်းသိတယ်ဒါပေမဲ့ तू အဲ့ဒါကိုလုံးဝရက်လို့မရဘူးမိတ်ဆွေကအခန်းထဲမှာတော့၎င်းစာသင်ခန်းမှာတော့၎င်းအပြင်မှာတော့၎င်းရုံးမှာတော့၎င်းထိုင်နေရင်နဲ့မိတ်ဆွေရဲ့စိတ်ထဲမှာကိုမိသားစုဝင်တယောက်ကမကောင်းတာတစ်ခုဖြစ်တယ်အန်ဒီရတစ်ခုဖြစ်နေပြီဆိုတော့အတွေးဒါမှမဟုတ်ပုံရိပ်ကဖြတ်ခနဲပေါ်လာတယ်အဲ့လိုမျိုးပေါ်လာတော့မိတ်ဆွေကသိတယ်သိတော့လန့်သွားတယ်လန့်သွားတော့စိတ်ထဲရတော့၎င်းအပြင်မှာတော့၎င်းဟာဖွားဟဲ့လွဲပါစီဖဲပါစီဒီလိုဖြစ်ရမျိုးတွေမဖြစ်ပါနဲ့ဆိုပြီးတော့မိတ်ဆွေက9ကတော့၎င်းမိတ်ဆွေက6ကနန်းကြိုက်တယ်ဆိုလို့ရှိရင်6ကောက်တော့၎င်းအဲ့စောနာပြောတဲ့ phrases တွေကိုစကားလေးတွေကိုနောက်ကနေလိုက်ပြီးတော့ရွတ်လိုက်တယ်ဒီလိုမျိုးမှမရွတ်မိဘူးဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာစောနာပေါ်တဲ့မကောင်းတဲ့ပုံရိပ်တွေအတွေးတွေအတိုင်းပဲကိုယ့်ရဲ့မိသားစုဝင်တယောက်ကဖြစ်လာလိမ့်မယ်ဆိုပြီးတော့သူ့စိတ်ထဲမှာယုံကြည်နေတယ် photo editing တို့ video editing လုပ်တဲ့သူတွေမှာတွေ့ရတဲ့ counting ကလည်းနည်းနည်းထူးဆန်းတယ်သူတို့ကဒီ photo ဒါမှမဟုတ်ဒီ video တစ်ခုကိုသူက edit လုပ်ရတဲ့အချိန်မှာသူကဒီ brightness တို့ဒါမှမဟုတ် contrast တို့ဒီ highlight တို့ပေါ့နော် sharpen တို့ပါတော့ DR ကို तू က adjust လုပ်ရတဲ့အချိန်မှာ तू ကဇုံကနန်းဆိုလို့ရှိရင်လည်းအကုန်လုံးဒီဇုံကနန်းဖြစ်ရမယ်သူရဲ့ဒီအတိုးလျှော့လေးတွေကိုမာကနန်းဆိုလို့ရှိရင်လည်း तू ကမာကနန်းဖြစ်ရမယ်အဲဇုံကနန်းဖြစ်လိုက်မာကနန်းဖြစ်လိုက်ဆိုလို့ရှိရင် तू ကနေလို့ထိုင်လို့မကောင်းတော့အဲ့ဒါဒီလေ तू က counting obsession and defense ကို तू ကသုံးနေတာဘာဖြစ်လို့လူတွေက counting ကိုသုံးရတယ်လဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာပေါ့နော်စိတ်ပဋိပက္ခတွေမကောင်းတဲ့အတွေးတွေဆိုတာကျွန်တော်တို့ control လုပ်လို့မရဘူးကျွန်တော်တို့ထိန်းနေတဲ့ကြားရဲကို तू ကစီလိုပေါက်ချပြီးတော့ပေါ်လာတယ်ဆိုတော့စိတ်ထဲမှာဖြစ်တဲ့ထိန်းချုပ်လို့မရတဲ့အရာကိုကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့ကျွန်တော်တို့ရဲ့ under control အောက်မှာရှိတဲ့ counting လို့ခေါ်တဲ့အမတ်စင်ရေတွက်ခြင်းဒါမှမဟုတ်တစ်ခုခုကိုရေတွက်လိုက်ခြင်းအားဖြင့်ကျွန်တော်တို့ကကိုယ့်ရဲ့စိတ်ကို control လုပ်လိုက်တဲ့ကဲ့သို့ feeling မျိုးကိုရလို့ तू ကဒီ counting ကိုသုံးတာနောက်တစ်ခုက counting လုပ်တဲ့သဘောဒီကျွန်တော်တို့အာယုံလွယ်လိုက်တာနဲ့တူတူပဲစိတ်ထဲမှာတခုမကောင်းတာတွေပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ကရေတွက်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါဒီအာယုံလွဲခြင်းဖြစ်သွားတယ်ဆိုတော့လူတွေက counting ကိုသုံးတယ်ဆိုတာဒီသဘောပဲ